မခင်နှင်းစီနှွေရိပ်ဝေသောຫນွေဦးညာများမှာကြောင်းနေတော့ငါများတဲ့ညာစိတ်မဆွဲပါပဲတိတ်တဲမှာလဲဝေခွဲ၍ပေါ်လာတို့အခါသူနဲ့လဲကြောင်းနေစဉ်သူစုကြတဲ့မုံကိုလေးနဲ့ဝဲကျွေးရရလာတကယ်မမေ့သည်အဲ့ဒီတော့ကခေတ်စားသောတစ်ချိန်လေးတစ်ပုဒ်ကိုချစ်သူရှိရာညညခါသွားသွားဆိုဩဟိုကိုကြီးရဲ့မခင်နှင်းစီပန်းလေးလိုလှနေတာပဲကြည်ရင်မာသည်ပန်းလေးလိုညိုမာကိုလည်းဆိုရင်လိသည်ပန်းလေးလိုလှနေတာပဲကြည်ရင်မာသည်ပန်းလေးလိုညိုမာကိုလည်းဆိုရင်လိသည်မခင်နှင်းစီမခင်နှင်းစီလှစမ်းမပန်းလောက်စောင့်ကြည့်ရင်သည်နောင်တော့အလိုမကြရင်မင်းဘဝအတွက်ပဲတွေကငုံမိကိုတို့မြို့မှာတော့လေခေတ်စားဆုံးတစ်ချင်းနဲ့အလှဆုံးမိန်းကလေးပြပါဆိုရင်မခင်နှင်းစီရဲ့မခင်နှင်းစီရဲ့တစ်ဖက်သက်တဲ့ကိုလေးနဲ့ကြိတ်ပိုးဆွေးတဲ့ကျွန်တော်ရဲ့ဘာပဲပြောပြောရလွင်ရှိတယ်အခုတော့လေဒါတွေပြီးခဲ့ပါပြီ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 ဒါပေမဲ့လေတရားတစ်ခါတော့တတိယနေပါဒီငယ်ငယ်တုန်းကမခင်နှင်းစီပန်းလေးလိုလှနေတာပဲကြည်ရင်မာသည်ပန်းလေးလိုညိုမာကိုလည်းဆိုရင်မိသည်ပန်းလေးလိုလှနေတာပဲကြည်ရင်မာသည်ပန်းလေးလိုညိုမာကိုလည်းဆိုရင်မိသည်မခင်နှင်းစီမခင်နှင်းစီလှစမ်းမပန်းလောက်စောင့်ကြည့်ရင်သည်နောင်တော့သာလိုမကြရင်မင်းတို့အတွက်ပဲတွေကငို